ဝိပဿနာကိုအမှန်တင်တဲ့အခါမှာသမထကိုရှုတ်ချမိတတ်တယ်မရှုတ်ချရဘူးနော်သူဟာနဲ့သူပဲစားရဲပေတယ်ဆိုတာကိုပြောပြကြည့်ဘုရားမြတ်စွာလက်ထက်တုန်းကသမထကိုအရင်ပွားပြီးတော့မှဝိပဿနာလမ်းကြောင်းကနေတက်ကြတာအများဆုံးကအဲ့လိုပဲသမထပုပ္ပင်ကမံဝိပဿနာဘာဝေတိသမထကိုအရင်ကျင့်တယ်ပြီးတဲ့အခါကျတော့မှဝိပဿနာကူးတယ်ဒါရှေးကကျင့်တဲ့အကျင့်နောက်ပိုင်းရောက်လာတဲ့အခါကျတော့ဝိပဿနာပုပ္ပင်ကမံသမထံဘာဝေတိဝိပဿနာကိုအရင်ကျင့်တယ်သမထကိုနောက်မှလိုက်တယ်ဟောဒီလိုလည်းရှိဘယ်ဟာပဲဖြစ်ဖြစ်ကိုကြိုက်တာလုပ်လို့ရတယ်ဒါနှစ်ခုစလုံးနော်သမထအရင်လုပ်မလားဝိပဿနာအရင်လုပ်မလားဘာလုပ်လို့ရတယ်အေးသမထအရင်လုပ်တဲ့ပုဂ္ဂိုလ်နဲ့ဝိပဿနာတက်တက်လုပ်တဲ့ပုဂ္ဂိုလ်ဘာကွာတော့ဆိုကိုယ့်အကိုရွေးကြည့်စာရဲပါတာကိုပြောပြမယ်ယုတ်တိလည်းရှိတယ်သဘာဝလည်းကြားတယ်စာပြောတာနော်သမထနဲ့ဝိပဿနာသမထဆိုဒီမှာသမာဓိရအောင်အရင်လုပ်လိုက်တယ်ဇံရတာမရတာအတာထားနော်သမာဓိရအောင်အရင်လုပ်တယ်ပြီးတော့မှဝိပဿနာဘာဝနာယုံနာဓမ္မသင်္ခါရတွေကိုတွေ့အောင်ရှားပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောမစိုးမပိုင်တဲ့သဘောတွေကိုမြင်အောင်အားထုတ်တယ်အဲ့ဒီမှာအထက်ကထာထဲမှာဆိုထားတဲ့စကားလေးကအလွန်တတိထားပြီးမှတ်သားစရာကောင်းတဲ့ဟာတစ်ခုပါသမထမပွားပဲနဲ့ဝိပဿနာတက်တက်ပွားတာဟာတဲ့ဒီနာနိနိမြစ်ကိုပြောကြတာချင်းတွင်းမြစ်ကြီးကိုလက်ပစ်ကူးတာနဲ့တူတယ်ပေါ့ချင်းတွင်းမြစ်ကြီးဟိုဘက်ကရောက်ချင်ရင်လက်ပစ်ကူးရင်ရောမရောက်ဘူးလားခြေထဲဒီတိုင်းကူးသွားမယ်ဟုတ်လားသုံးဖို့လှေနဲ့ကူးမယ်သင်္ဘောနဲ့ကူးမယ်ဘယ်ဟာနဲ့ကူးချင်တော့လက်ပစ်ကူးချင်သလားလှေနဲ့ကူးချင်သလားအေးဝိပဿနာတက်တက်ပွားလို့ရှိရင်မြစ်တစ်ဖက်ကမ်းရောက်အောင်လက်ပစ်ကူးသွားတာနဲ့တူတယ်တဲ့မရောက်ဘူးလားရောက်တယ်သမထအရင်ထူထောင်ပြီးမှဝိပဿနာပွားလို့ရှိရင်တော့လှေနဲ့ကူးတာနဲ့တူတယ်တဲ့ကဲဘယ်ဟာကြိုက်တော့သက်တာရာရွေးတာဆိုတာသိပါတယ်နော်သက်တာရာရွေးဦးမှာပဲအဲ့တော့အဲ့ဒီလိုဆိုထားတယ်စာပေမှာသမထအရင်ပွားပြီးတော့ဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်ဟာလှေစီးပြီးတော့ဟိုဘကံကူးတာနဲ့တူတယ်တဲ့ဝိပဿနာတက်ဒါဘယ်သူမှရှုတ်ချစရာမရှိဘူးကိုကြိုက်တာကိုလုံးလို့ရတယ်ဟုတ်ကဲ့ဝိပဿနာတက်ပွားတဲ့ပုဂ္ဂိုလ်ဟာလက်ပြကူးသွားတာနဲ့တူတူပဲလက်ပြကူးလေ